ကြီးငါခင်မုန်းကောင်းအတွက်ငါဇနီးကောင်းဖြစ်ရမယ်အဲ့လိုမျိုးတွေမတွေးမိပါဘူးရှင်ဒါမေမေတယောက်အနေနဲ့လေသားသမီးတွေကိုကိုပြုပြင်ပေးတဲ့အရာတွေကိုလမ်းပြပေးတဲ့အရာတွေအကုန်လုံးကိုတဆင့်ချင်းစီပဲသွားပေးပါတယ်ဟိုတမင်ကြီးဘယ်လိုပြောမလဲကဘာတစ်ခုလုံးမှာကိုအကောင်းဆုံးဖြစ်ရမယ်လို့တခါမတွေးဘူးpressure ကိုလာရောက်တာကတော့စီစဉ်သူမအေးဝင်းရဖိတ်လို့ပါရှင်ဟုတ်ပြီးတော့ဒီဇက်ကားလေးကမိသားစု drama ဇက်လေးဆိုတော့ကြည့်ရဖို့အရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေတယ်ဘယ်လောက်တောင်ကောင်းမလဲဆိုတာပေါ့နော်ဟုတ်ကဲ့နဲ့နေတဲ့ဆက်ဆံရေးထဲမှာလည်းမိသားစုဆက်ဆံရေးတွေကပါတယ်တင်းလို့လည်းမရဘူးရှော့လို့လည်းမရဘူးပေါ့နော်ဒီလိုမျိုးလေးတွေပေါ့ဘလို့ထိန်းချောင်းရတယ်အစားparenting ကလည်းအရန်အရေးကြီးတယ်ဒါကြောင့်မလို့ဒီလိုပညာပေးဇက်ကားဖြစ်မလားပေါ့အဲ့လိုမျိုးလေးမျှော်လင့်တာပေါ့နော်ဘယ်လိုမျိုးဇလန်းလေးနဲ့လာမလဲပေါ့အရန်စိတ်လှုပ်ရှားနေပါတယ်ကြည့်ဖို့တော့ဟုတ်ကဲ့ဟုတ်ပါတယ်တစ်ခါတလေကြာရင်ကျမရုပ်ရှင်ဇာတ်ကားတွေမှာကြည့်ရတယ်လေနိုင်ငံခြားဇာတ်ကားတွေမှာဖြစ်ပေါ့နော်ကျမတို့ကြည့်ရတဲ့ဇာတ်ကားတွေကိုပြန်ပြောရရင်တော့မိဘနဲ့သားသမီးအဲ့လိုအမြင်မတူတာပေါ့နော်ကိုကစဉ်းစားတာဒီလိုမျိုးအဲ့လိုကိုကလက်ဖွားလို့စဉ်းစားတယ်ကွာခလေးတွေမြင်တာလက်ပခုံးမြင်တယ်အဲ့ဒီလိုမျိုးပေါ့ငါမေမေနဲ့မတည့်ဘူးငါဖဖေနဲ့မတည့်ဘူးခလေးတွေရဲ့ live ကသူတို့ကအဲ့လိုမျိုးတစ်ခါတလေများသောအားဖြင့်ထင်းနေကြတွေကတွေးတတ်တယ်73နှစ်အထက်လေးတွေကပေါ့နော်20မရောက်ခင်စကြားလေးတွေမှာသူတို့ရဲ့ mindset လေးတွေကကိုယ်အုပ်ချုပ်နေတဲ့စူပူနေတဲ့အမေတွေဖေတွေရဲ့စကားကိုသူကတောင်းနားညည်းတယ်လို့ထင်တယ်အဲ့ဒါမားနေတယ်ဒါကအမြင်မတူတာသူလည်းမှန်နိုင်တယ်ကိုလည်းမှန်တယ်တစ်ခါလေးကြာရင် generation gap ပေါ့နော်အသက်ကွာဟာတာပြီးတော့နီးပညာပဲဖြစ်ဖြစ် social မှာပဲဖြစ်ဖြစ်လူတွေကဟုတ်လက်ထက်မှာဖုန်းရှိပြီဆိုတော့အတုမြင်အသက်တင်အလွယ်ပြီးတော့ဘယ်လိုပြောမလဲလမ်းမလိုက်တတ်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကတစ်ခါတလေကြာရင်ကိုယ့်ရဲ့အုပ်ချုပ်နေတဲ့မေမေတွေကိုယ့်ရဲ့အုပ်ချုပ်နေတဲ့ဖေဖေတွေမိဘတွေရဲ့စကားကိုသူကမှားတယ်လို့မြင်ပြီးတော့ against လုပ်ချင်တာပေါ့နော်မှန်တယ်လဲသူကမှားတယ်လို့ against လုပ်ချင်ကြတယ်အဲ့ဒါလေးရောဒါလူတိုင်းကတေးမင်းနှခမ်းဝရောက်တဲ့ခါကျရင်လူတိုင်းကြောက်ရလေနော်ကိုရီးယားကြောက်ရလဲကိုမိသားစုလေးမှာအကိုရတဲ့မျိုးသားဖြစ်တာတခြားသူလဲသွားလို့လည်းမဖြစ်ဘူးပေါ့နော်ဆိုတော့လူတိုင်းကတော့တယောက်တည်းမွေးကလေးကတော့တယောက်တည်းလာတာပါပဲဒါပေမဲ့လည်းမိသားစုတာဝန်ကိုခန်းနေတဲ့လူတယောက်လဲသွားရင်အများကြီးဘယ်လိုပြောမလဲဂျိုင်လဲတော့နိုင်တယ်လीနော်ဆိုတော့အတက်နိုင်ဆိုအကောင်းဆုံးပြုစုဆောက်ရှောက်ခဲ့တာပါရှင်ဟုတ်ကဲ့အဲ့ဒါတော့ကလေကျမတို့အများကြီးပြန်ပြောရမယ်ဆိုရင်တော့ဆရာဝန်ကပြောတာကထိုးဆေးတွေပေါ့နော်ပုတ်သက်ဆေးတွေထိုးဆေးတွေအဲ့လိုတောက်ဆေးတွေဘာဆေးမှကိုပေးစရာမရှိတော့ဘူးပေါ့လုတ်ပေးပြီးသွားအွန်ပေးပြီးသွားပြီပေါ့နော်ကျမတို့ထိုးဆေးမှန်သမျှတောက်ဆေးမှန်သမျှအကုန်လုံးတိုက်ပေးပြီးသွားပြီဒါပေမဲ့လူနာပြန်ကောင်းဖို့ကတော့ကန်တရားပဲပေါ့အဲ့လိုမျိုးလေးဆူတောင်းမှာပေါ့အဲ့လိုပြောတဲ့အချိန်ကျရင်ကျမရဲ့စိတ်ကလေအရန်ကိုထိုးကြသွားတာပေါ့နော်ဒီချိန်မှာကျမဘာမှကိုအမှန်ဆိုရင်လူနာဆိုတာဆရာဝန်ကိုပဲအခုရတာလေနော်သူတို့ပေးတဲ့ဆေးတွေတိုက်မယ်ကပြန်ကောင်းလာမယ်လို့မျှော်လင့်တာပေါ့အဲ့လိုအချိန်မှာသူကပြောလိုက်တဲ့ဆရာဝန်ကအဲ့လိုပြောလိုက်တဲ့အခါမှာကျမတော်တော်လန့်သွားတာအဲ့ချိန်ကျမမှာအခုဆရာဆိုလို့လေဖះကိုရှ िख ိုးပြီးတော့တိုင်တယ်တာပေါ့နော်အဲ့လိုမျိုးလေးဟုတ်ကဲ့ဖြတ်တန်းခဲ့ရပါတယ်ဟုတ်ကဲ့အမျိုးသားဟုတ်လားအမျိုးသားတော့သူကကိုပြန်အားပေးတာသူကသူ့ကိုကောင်းလာပြီပဲပြောတာကောင်းလာပြီပြောရင်းနဲ့ဆုတ်ယုတ်သွားတာကောင်းလာပြီပြောရင်းနဲ့ဆုတ်ယုတ်သွားတာဆုတ်ယုတ်စတဲ့တုန်းကလည်းသူကကောင်းနေပြီပဲပြောတာပြောရင်းနဲ့ကိုတဖြည်းဖြည်းနဲ့လေလမ်းလည်းမလျှောက်နိုင်တော့စကားလည်းမပြောနိုင်တော့အဲ့လိုအစားတွေလည်းမစားနိုင်တော့ဘူးအဲ့လိုမျိုးအပက်လက်ကြီးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးအချိန်ကျရင်Facebook ကိုပို့တဲ့ခါကျရင် online ပေါ်မှာလေတစ်ခါဆွဲရင်တယောက်ဆုံးနေတာတစ်ခါဆွဲရင်တယောက်ဆုံးနေတော့ကြောက်တယ်သီလား online ပေါ်ကြည့်ရမှာလည်းကြောက်တယ်ပြီးတော့ဆေးရုံပေါ်မှာဆိုတော့ကိုကတင်ရဲ့ဘေးမှာရှိတဲ့လူနာလည်းဆုံးသွားတာပေါ့နော်အဲ့ဒါဆိုသူမြင်မှာဆုံးလို့လေကအုံးကြီးတွေကာထားပေးရသေးတယ်အဲ့ဒါဒါပေမဲ့လူနာဆုံးတော့ကွာတိုးလေးတွေနဲ့လာခေါ်တာပေါ့နော်အဲ့ချိန်ကျရင်လေသူ့ပပတ်လည်းကာတာဘယ်လိုလဲအများကြီးကိုကြော်ဖြတ်ခဲ့ရပါတယ်ဟုတ်အဲ့လိုမျိုးလေတစ်စက်တောင်မရှိဘူးတော့အဲ့လိုမျိုးလေကိုကကောင်းမယ်ပဲတွေးထားတာပေါ့အဲ့လိုမျိုးသူဟွာဖြစ်သွားမယ်လို့တော့တခါမှတစ်စက်တောင်မစင်စားဘူးနိုင်တလောက်ကုမယ်
ဆူတောင်းမယ်ဒီလိုမျိုးပဲကိုဖြတ်တန်းခဲ့တာဟုတ်တယ်အဲ့ချိန်ကျရင်ပတ်စံအဲ့ချိန်ကျရင်ပတ်စံလေတထေးကြီးလည်းမဖြစ်ချင်တော့ပတ်စံနေအများကြီးလည်းမလို့ကျွန်တော်စီးပွားရေးကောင်းဖို့လည်းမဆူတောင်းတတ်တော့ဘူးအဲ့လိုမျိုးလေးသူအသက်ပြည့်ရှင်ဖို့ပဲသူကျမ်းမာဖို့ပဲအဲ့လိုမျိုးကဆူတောင်းတာပေါ့နော်လှုပ်ထိုက်တာလေးတွေအစင်ချင်းလှုပ်ရင်းနဲ့ပဲနေထိုင်ပါတယ်အခုတကကြီးငါခင်မွန်းကောင်းအတွက်ငါဇနီးကောင်းဖြစ်ရမယ်အဲ့လိုမျိုးတွေမတွေးမိပါဘူးရှင်မေမေတယောက်အနေနဲ့လေသားသမီးတွေကိုကိုပြုပြင်ပေးတဲ့အရာတွေကိုလမ်းပြပေးတဲ့အရာတွေအကုန်လုံးကိုတဆင့်ချင်းစီပဲသွားပေးပါတယ်ဟိုတမင်းကြီးဘယ်လိုပြောမလဲကဘာတစ်ခုလုံးမှာကိုအကောင်းဆုံးဖြစ်ရမယ်လို့တော့တခါမတွေးဘူးကလေးတွေကိုလည်းသိတဲ့ထိုက်တဲ့ပညာတွေသင်ပေးတယ်ဟိုဘယ်လိုပြောမလဲအရာကိုလေကတစ်ထစ်ချင်းတတ်တယ်လို့ပေါ့နော်သူတို့အသက်အရွယ်လေးမှာသူတို့သိတဲ့နာဆိုရင်ကျွန်မပေးသိတယ်သူတို့ကိုဟိုတလန်းချင်းစီတဆင့်ချင်းစီခေါ်သွားတာပေါ့ဟုတ်ကဲ့အားလုံးလည်းကျွန်မရရှိကြပါစေလို့လည်းဟန်နီစုမကန်တောင်းပေးပါရရှင်ရုပ်ရှင်စကားကြီးလည်းလာကြည့်ကြပါဦးနော်